ကဲရွှေရကတော့ထုံးစံတိုင်းနိုင်တဲ့ပွဲဆိုရင်မနိုင်ပါဘူးသဖင်းကိုရားလိုက်ရမှသိရမလားကျွန်တော်ပြောသလိုပဲ sorry ကလေးဆက်စီကိုမထဲမှာမထဲနဲ့အမေဗျာသူလည်းမမားပါဘူးမှန်ပါတယ်ဘာလို့လဲဆိုတော့သူကလည်းပြမပိုင်းကလေးကသူနိုင်ငံမယ်သူကြိုက်မှာပိတ်စော့မယ်လို့ခံစားခဲ့မှာပဲကျွန်တော်တို့လည်းဒီလိုမြင်လိုက်တာပဲလူပွဲထက်လူစင်းရတယ်လို့မြင်လိုက်တာပဲသူထဲမှာပိတ်စော့မယ်ပြမပိုင်းတော့ရအောင်ထိုးဖို့မယ်ပေါ့နော်အဲ့မဲ့ကန်ဆိုးတာနဲ့ပြမပိုင်းမှာတခြားဘက်ကအတင်းကိုးရသွားတဲ့ခါကျတော့ဘာမှလုပ်မရတော့ဖြစ်သွားနော်လေကိုဘောက်ကန်သွင်းမှုအများကြီးရတယ်စစ်ကိုကန်သွင်းမှုတွေကိုဘောက်ချင်းချောင်းမှုအများကြီးရတယ်ဆိုပေမဲ့ကိုကန်ခေနေရုံပဲပေါ့နော်ဆက်စီရဲ့တလုံးနဲ့တော့ကိုနဲ့အတူတူကျွန်တော်1-1ဆိုရရလက်နဲ့ရွှေနဲ့တင်းပါနဲ့တင်းကိုအိမ်ခွင်းမှာတေးရလက်ထွက်ပေါ်ခဲ့ပါခင်ဗျအဲ့ဒီတော့ကျွန်တော် United တင်းနဲ့လက်ချင်းမှာအဆင့်ရှာမှ30ပေါ့နော်နေတာကတော့တိတ်ကောင်းနေနေတာမဟုတ်လားမဲ့ကျွန်တော်တို့ညွှန်နေထားတဲ့အတိုင်းဓာတိကုန်းစင်လေး top 4ဆိုတဲ့အနေထားတစ်ခုရောက်ဖို့အတွက်ဆိုရင်တော့နောက်ပွဲနိုင်မှရမယ်ကျွန်တော်စပင်ညံ့မယ်ကိုကြီးလည်းမညံ့ရတော့ဘူးဗျာနော်ဟိုဒီနေ့ပွဲနိုင်မယ်လို့ခံမှန်းထားတဲ့သူတွေများတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ဒုတိယပထမကြောမှာလည်းကျွန်တော်တို့နိုင်ထားတာဒုတိယကြောမှာလည်းကျွန်တော်တို့အနာရရှိဖို့အတွက်ဆွမ်းဆောင်နားနိုင်မယ်လို့ထင်ခဲ့ပေမဲ့ဟိုပါနေတူကောင်းခဲ့ပါတယ်ပြီးရင်ကျွန်တော်လူမဆုံးတော့အကြောင်းပြခြင်းပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူကငကိုလည်းမဆုံးတာလေအဲ့တော့ဆက်စီကောင်းတယ် heaven ပေါ့နော် heaven အဲ့တို့လှုပ်ကြီးကဘာမှမကောင်းခဲ့တယ်လို့ပြောရမယ်အဲ့ဒီအတွက်ဆက်စီကိုရတယ်ပေါ့ဗျာအဲ့လောက်ပဲတေချာတစ်ခုရရှိတယ်ကျန်တာရတော့အထုံးစံအတိုင်းပဲဘူရာလေးလာနေပဲပြီးသွားတယ်ပေါ့နော်နောက်တန်းမှာတော့မာတင်နယ်တို့ကောင်းနေသေးရဲ့ Lesman ဘောပေါကန်သွင်းမှုတွေကိုတော်လေးပုတ်ထုတ်နိုင်ခဲ့လို့ဒါလည်းတရေရလောက်ကိုထွက်ပေါ်ခဲ့ရလို့ပဲမြင်မိတယ်ပေါ့နော်ခြေတန်းမှာလည်းတိုက်စစ်တွေကကောင်းနေရဆိုပေမဲ့နောက်တန်းမှာလည်းကိုသမားကောင်းနေလို့ကိုမပေးရတဲ့လုံနေများပဲဘဘကပြေဆုံးနေဆိုပေမဲ့ကျွန်တော်ဆက်စီကိုဆိုလဲမယ်ဆိုတော့တိနေတော့လဲflasher နဲ့လဲလိုက်တဲ့အချိန်မှာ flasher ရှေ့တန်းတိုက်စစ်ကိုတွားမလားနောက်မှာပဲခံစစ်ဆော့မလားဆိုတာတိတိတတ်ကြီးပေးကြတဲ့လောက်ဖြစ်နေရ flasher ခံစစ်မှာပဲနေထားတစ်ခုတိနေရတဲ့တိုင်းတာကြောင့်ပြရတို့ဒုတိယပိုင်းမှာပို့ပြီးတော့ဒီတက်ပို့ကောင်းတဲ့ရလက်ကိုမဆွမ်းဆောင်နိုင်ကြဘူးเนาะဒါပေမဲ့နိုင်မယ်လို့တော့ဆိုရကျွန်တော်တို့ပြောခဲ့သလိုပဲအနိုင်ရရှိဖို့ပဲမျှော်လင့်ခဲ့တာဆိုတော့အခုချိန်မှာတော့မရခဲ့ဘူးဗျာအဲ့တော့ကညနေတင်နေထိုကူရဲ့ကိုဘောနော်ထိုကူရဲ့ကိုကဒီကျွန်းသွားလို့ဒါပေါ့ဝက်လက်ကျွန်းကောင်းတယ်ဗျာဒါပေမဲ့လူကျွန်းသွားလို့ဒါကျွန်တော်တို့ကိုမရခဲ့တာပါဒီနေ့တော့ပါပဲကျွန်တော်မန်ချက်စတာနဲ့တင်နေနောက်တဲ့ပွဲတွေမှာနိုင်ရရှိဖို့လိုအပ်နေပြီကျွန်တော်တို့ရှေ့သမိုင်းမတင်ရင်မှုရတယ်လို့ပြန်ရတော့လည်းဥပါဒံအတင်းအိမ်ကွင်းမှာ1-1ဆိုတဲ့တေးရလက်နဲ့ထွက်ပေါ်ခဲ့ဆိုတော့ပြောရင်းနဲ့ပဲဒီနေ့မှာတော့ဒီလောက်နဲ့ဆုံးသက်ပြရခင်ဗျမင်္ဂလာပါ United Speaker ပါကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သွားပြီးမြင်တာရခင်ဗျာတတာ